ဒီနေ့ကတော့မဟာ anniversary နေ့ဖြစ်ပါတယ်ထို့အတူပဲစင်တန်းပြင်လာတဲ့နေ့တစ်နေ့ဖြစ်ပါစင်တန်းပြင်နေအောင်ဖြစ်ရတယ်ဘလို့ဖြစ်တာလဲဆိုလုံးဝဖြစ်သွားပါပြီအခြေအနေကလုံးဝဖြစ်သွားပါပြီဟုတ်ကဲ့ပါဂိမ်းဆော့မှာဖြစ်ပါတယ်အခုမှစတင်ဆော့မှာဖြစ်ပါတယ်အဲ့တော့ကိုနိုင်မတိုင်ငယ်လေးအမိရိုက်တာဖြစ်ပါတယ်ကြည်ရလဲဟောနေတယ်ဝိုင်းစုခိုင်းနေတယ်အဲ့လာလေးဖြစ်သွားပါပြီပျော်ရွှင်ရာတစ်နှစ်နဲ့ကိုလာပြည့်ရဲ့ anniversary လေးဖြစ်ပါလေစာအုပ်ကောင်းကောင်းကြိုးစားပါညာတော့လည်းတင်တာတည်းညာတော့7 နာရီတော့ကြီးထားလိုက်တင်တာ